ကောင်းသောနေ့လေးပါကျမကဝိရီထွန်းစောပါလက်ရှိမှာစင်ကာပူရဲ့ consultant firm တစ်ခုမှာ senior engineer အနေနဲ့အလုပ်လုပ်နေပါတယ်ကျမတို့ဒီ design engineer အနေနဲ့အလုပ်စဝင်တော့မယ်ဆိုရင်ပေါ့နော်ကိုယ့်ရဲ့ senior တွေကနေပြီးတော့ CDC ဆိုတဲ့ Civil Design Criteria ဟာကိုဖတ်ခိုင်းတယ်။ဘာဖြစ်လို့လဲဆိုတော့ကျမတို့လုပ်မဲ့ design တွေအကုန်လုံးကအဲ့ဒီဟာကို base လုပ်ပြီးတော့အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့ဒီဟာက engineer တိုင်းဖတ်ရတယ်ပေါ့နော်။ဖတ်ပြီးတော့ဖတ်ရတယ်ပြီးတဲ့အခါမှာအမြဲတမ်းလည်းသုံးနေရတယ်။အဲ့ဒါကြောင့်မို့ကျမကဒီနေ့ session လေးမှာဒီ CDC Civil Design Criteria ဆိုတဲ့အကြောင်းကို sharing လုပ်ပေးချင်ပါတယ်။ screen sharing လေးလုပ်ပါမယ်။ဆိုတော့ဒီမှာဒီ session လေးမှာ LTA ရဲ့ Civil Design Criteria CDC ကိုအခြေခံနားလည်ဖို့ပေါ့နော်အဲ့ဒီအတွက်ကို sharing လေးလုပ်ပါမယ်ဆိုတော့ CDC Civil Design Criteria ဆိုတာဘာလဲဆိုလို့ရှိရင်သူက design principle ဖြစ်တယ် engineering requirement တွေကိုထည့်ထားတယ် standard practice တွေပါတယ် safety requirement တွေပါတယ် durability consideration တွေပါတယ်maintainability requirement တွေပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျမတို့ရဲ့ design တွေအကုန်လုံးကလူတိုင်းအသုံးပြုဖို့အတွက်အဆင်ပြေအောင်လုံခြုံမှုရှိအောင် safety ဖြစ်အောင်ပြင်ဆင်ရလွယ်ကူအောင်စသဖြင့်ဒီ CDC ကို base လုပ်ပြီးတော့ design တွေအကုန်လုံးကိုလုပ်ကြရတယ်အဲ့တော့ CDC ကဘာဖြစ်လို့အရေးကြီးလဲဆိုလို့ရှိရင်တကယ်လို့ကျမတို့ဒီလိုမျိုး CDC ဆိုပြီး standard တစ်ခုမထားဘူးဆိုရင် different engineer က different design တွေထုတ်လာမယ်ပေါ့နော်အဲ့ဒီခါကြလို့ရှိရင် quality တွေကမတူညီဘူးဖြစ်ပြီး safety risk တွေလည်းဖြစ်လာမယ်ပြီးတဲ့အခါကျတော့ quality မတူတဲ့အတွက်ကြောင့်ထုတ်တဲ့ design တွေမတူဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့ maintenance လုပ်ဖို့ရမှာလည်းအခက်အခဲတွေတွေ့လာနိုင်တယ် design တွေမတူဘူးအစစ standard မရှိနေတဲ့အတွက်ကြောင့်မို့လို့ life cycle cost တွေကလည်းပဲပို့ပြီးတော့မြင့်သွားနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့အာ design တွေမတူနေတာနဲ့အမျှသူတို့ရဲ့ပါဝင်သုံးထားတဲ့အရာတွေမတူသလိုမျိုးသူတို့ကိုထိန်းသိမ်းရမယ့်ပုံစံတွေလည်းကွဲသွားမယ်။အဲ့ဒီအခါမှာ cost တွေကပိုတက်လာမယ်ပြီးတော့ဒီပစ္စည်းတစ်ခုက standard မရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့သက်တမ်းအားဖြင့်လည်းဘယ်လောက်တာရှည်ခံလဲပါညာဆိုတာ standard ထားလို့မရအောင်ဖြစ်သွားမယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ CDC တာမရှိဘူးဆိုလို့ရှိရင်အဲ့လိုအခက်အခဲလေးတွေလည်းကြုံရနိုင်တယ်တကယ်လို့သာကျမတို့က standard တစ်ခုဒီ CDC ကို base လုပ်ပြီးတော့အဲ့ဒီရဲ့အပေါ်မှာ design တွေလုပ်မယ် construction တွေလုပ်မယ်ဆိုလို့ရှိရင် consistent ဖြစ်တဲ့ design တွေရမယ်သူတို့ရဲ့သတ်မှတ်ထားတဲ့ standard အတိုင်းအသုံးပြုတဲ့အတွက်ကြောင့်မို့လို့ safety တစ်ခုကကောင်းကောင်းမွန်မွန် foundation ကောင်းကောင်းနဲ့ရမယ်အာ better constructability စောက်လုပ်တဲ့အခါကျလို့ရှိရင်လည်း standard ဖြစ်တယ်ဒီ standard ကိုလည်းလိုက်ပြီးတော့စောက်ထားတယ်ဖြစ်တဲ့အတွက်ကြောင့်မို့လို့အရာအလုံးကอืมလွယ်လွယ်ကူကူနဲ့ကောင်းကောင်းမွန်မွန်စောက်လုပ်နိုင်မယ်ပေါ့နော်ပြီးတဲ့အခါမှာ maintenance လုပ်ဖို့ဆိုလို့ရှိရင်လည်းလွယ်လွယ်ကူကူနဲ့ဖြစ်နေမယ်အကုန်လုံးက standard ဖြစ်တဲ့ကြောင့်မို့လို့ဒီ standard အတိုင်းပဲကိုရီးယားထိမ့်သိမ့်ပြီးတော့လုပ်သွားနိုင်တယ် quality အားဖြင့်လည်း standard ရှိတဲ့ကောင်းမွန်တဲ့ quality မျိုးနဲ့ကျမတို့တွေက user အနေနဲ့ဆိုလို့ရှိရင်လည်းအသုံးပြုနိုင်မယ်စောက်လုပ်တဲ့လူတွေအနေနဲ့ဆိုလို့ရှိရင်လည်း standard တစ်ခုထားပြီးတော့မှန်မှန်ကန်ကန်ကောင်းကောင်းမွန်မွန်လွယ်လွယ်ကူကူချောချောမွေ့မွေ့စောက်လုပ်နိုင်မယ်ပေါ့နော်LTA ရဲ့ design philosophy အနေနဲ့ပြောမယ်ဆိုလို့ရှိရင် safe ဖြစ်ရမယ် durable ဖြစ်ရမယ်တက်တန်းအားဖြင့်ကောင်းကောင်းမွန်မွန်ခံနိုင်ရမယ် cost effective ဖြစ်ရမယ်ပြီးတဲ့အခါမှာ maintenance ကိုလွယ်လွယ်ကူကူလုပ်နိုင်တဲ့ design မျိုးဖြစ်ရမယ် sustainable ဖြစ်ရမယ် sustainable ဖြစ်ရမယ်ပြီးတဲ့အခါမှာ constructible ဖြစ်ရမယ်ဒါက LTA ရဲ့ design philosophy ပေါ့နော် LTA ကသူတို့ကသူတို့မှာကဟို road map ရှိတယ်ပေါ့နော်နှစ်ဘလောက်အထိဆိုပြီးတော့သူတို့မှာ plan ကောင်းကောင်းရှိတယ်အဲ့ဒီအတွက်ကိုသူတို့ကအကုန်လုံး
planning ချထားပြီးတော့သူ့ရဲ့အစီအစဉ်အတိုင်းသွားနေတာအဆောက်အဦဆောက်ဖို့ပဲဖြစ်ဖြစ် MRT line တွေဆောက်ဖို့ပဲဖြစ်ဖြစ်သူတို့ရဲ့ plan ကနောက်ထပ်အနှစ်100အထိကိုသူတို့ကplan ထားပြီးသားအဲ့ဒီဟာကိုမှသူတို့မှာ plan အဟောင်းတွေရှိထားပြီးသားအဲ့ဒီဟာကိုမှတကယ်တမ်းဆောက်လုပ်တော့မယ်ဆိုတဲ့အခါကျလို့ရှိရင်လက်ရှိအနေအထားနဲ့တင့်လျော်တဲ့ကိုက်ညီတဲ့ပုံစံမျိုးတွေကိုပြုပြင်ပြီးတော့အကောင်းဆုံးဖြစ်အောင်လုပ်သွားတာပေါ့နော်အဲ့ဒါကြောင့်မို့လို့လေ Code of Practice တွေ CDC တွေအကုန်လုံးကအမြဲတမ်းလိုအပ်တယ်လို့ update တွေထွက်နေတာဖြစ်တယ်ပြီးတဲ့အခါမှာဒီ CDC ကိုဘယ်လိုနေရာမျိုးမှာသုံးရလဲဘယ်လို reference လုပ်ရလဲအမှန်တိုင်းပြောရမယ်ဆိုလို့ရှိရင်တော့ဒီ CDC က design လုပ်တဲ့တောက်လျှောက်ရဲ့ design ဆိုတာကလည်းစောက်လုပ်လို့မြေပြင်ပေါ်မှာအားလုံးပြီးသွားပြီဆိုတဲ့အထိက design က consider လုပ်နေရတော့ပြင်ဖို့လိုရင်လည်းပြင်နေရတော့ပေါ့နော်အဲ့လိုဆိုတော့ဒီ CDC ဒီတစ်ချိန်လုံးမှာအမြဲတမ်းပြန်ပြီးတော့ refer လုပ်နေရတဲ့ document တစ်ခုဖြစ်တယ်အဲ့ဒီ CDC က IDC ဆိုတဲ့ Infrastructure Design Criteria တွေ SDRE ဆိုပြီးတော့ Standard Detail of Road Element စတာတွေရဲ့ကျန်တဲ့ LTA ကauthority တွေဆိုတာကလမ်းတစ်ခုစောက်မယ်ဆိုရင်မှ LTA တစ်ခုလည်းနဲ့မပြီးဘူးလေ LTA ပါမယ်ပြီးတဲ့အခါနောက်ထပ်ဒီအသုံးပြုမဲ့သူတွေကအစနောက်ထပ်လိုအပ်တဲ့ authority တွေအကုန်လုံးရဲ့ approval တွေအကုန်ယူရတာ哦အဲ့တော့သူတို့အားလုံးရဲ့ standard ကိုလည်းပဲကိုကလိုက်ပြီးတော့ follow လုပ်ပြီးတော့မှ submission တွေလုပ် approval တွေယူအဲ့လိုမျိုးလုပ်ရတာ哦အဲ့တော့ကျန်တဲ့ standard design တွေပါမယ်ပြီးတဲ့အခါမှာ technical specification တွေပြီးတဲ့အခါ code of practice လိုအပ်တဲ့authority တွေကထုတ်ထားတဲ့ code of practice တွေအကုန်လုံးနဲ့အတူတူဒီ CDC ကိုတွဲပြီးတော့အလုပ်လုပ်ရတာဖြစ်တယ် CDC ကတော့အခြေခံမှန်တယ်ဒါပေမဲ့ submission တွေလုပ်တော့မယ် design တွေလုပ်တော့မယ် approval တွေရအောင်လုပ်ရတော့မယ်ဆိုတဲ့အခါကျလို့ရှိရင်ကျမတို့က CDC အပြင်ကိုကျန်တဲ့လိုအပ်တဲ့ standard detail code of practice စတာတွေနဲ့အကုန်တွဲပြီးတော့အလုပ်လုပ်ရတာမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့ဟို workflow ကဘယ်လိုဖြစ်မလဲဆိုလို့ရှိရင်ကျမတို့ကဒီ contract တစ်ခုရလာတယ် project တစ်ခုစရမယ်ဆိုတဲ့အခါဥပမာဖြင့် LTA ပဲထားပါတော့เนาะ LTA ရဲ့ project တစ်ခုရလာပြီဆိုလို့ရှိရင်သူ့ရဲ့ requirement တွေက standard တို့ဘာလို့မှာပါထားတာတွေကို reference တွေရင်လုပ်ရမယ်ပြီးတဲ့အခါမှာသူတို့ရဲ့ design ကသူတို့ရဲ့ design ဒါပေမဲ့လို့ standard stage မှာပဲဖြစ်ဖြစ်ကျမတို့က standard လိုက်ရတော့မယ်ဆိုလို့ရှိရင် standard stage မှာပဲဖြစ်ဖြစ်ကိုကသူတို့ရဲ့ငကူမူလ design မှာဘာတွေလိုအပ်နေတာရှိသေးလဲဆိုတာကိုကျွန်တော်က study လုပ်ကြတယ်အဲ့လိုမျိုး study လုပ်လို့ရှိရင်လည်း based on CDC ပဲပြီးတော့နောက်ထပ် reference လုပ်ကြတာကနောက်ထပ်ဒီ IDC တို့ SDRE တို့တခြား specification တွေပြီးတဲ့အခါမှာ engineering design အနေနဲ့ပုံဆိုလို့ရှိရင်လည်းပုံ report ဆိုရင်လည်း report အဲ့ဒါတွေကိုထုတ်ကြတယ်ပြီးတဲ့အခါမှာလိုအပ်တယ်လို့ submission တွေလုပ်အားလုံး okay ပြီ approve ဖြစ်ပြီဆိုတဲ့အခါကျမှ construction ကိုလုပ်ကြရတယ်ပေါ့နော်အဲ့တော့ CDC ကို engineer တွေဘယ်လိုမျိုးအသုံးပြုရမလဲပြုကြတယ်လဲဆိုလို့ရှိရင် project တစ်ခုရလိုက်ပြီဆိုတာနဲ့ဒီ project မှာသူ့ရဲ့ requirement တွေအကုန်လုံးကိုပြောထားပြီးသားရှိတယ် standard specification လိုမျိုးမှာအကုန်ရှိထားပြီးသားအဲ့ဒါကိုကျမတို့ကသိအောင်လုပ်ရမယ်ပြီးတော့အဲ့ဒီကငကိုမူလ design အဟောင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီ update ဖြစ်နေတဲ့လက်ရှိမှာ update ဖြစ်နေတဲ့ CDC တို့တခြား requirement တွေနဲ့ applicable ဖြစ်လားအဲ့ဒါကိုကျမတို့ကကြည့်ရတယ်ကြည့်ပြီးတော့လိုအပ်တယ်လို့မျိုး improve လုပ်ရတယ်ပေါ့နော်အဲ့တော့ပြီးတဲ့အခါကျတော့မှအကောင်းဆုံး design အနေနဲ့ကျမတို့တွေကပုံစံထုတ်တယ်ပေါ့ပုံစံထုတ်ပြီးသွားပြီသိသွားပြီအကောင်းဆုံးအနေနဲ့ဘယ်လိုလုပ်ရမလဲဆိုတာသိသွားပြီးတဲ့အခါမှာ design ကို prepare လုပ်ကြတယ် design ဆိုပြီးတော့ထွက်လာပြီဆိုလို့ရှိရင်ဒီ company အတွင်းမှာ internet check တွေလုပ်ကြတယ်ပြီးတဲ့အခါကျတော့မှဒီလူကြီးတွေပေါ့နော် PE တို့ဘာလို့သူတို့အကုန်လုံးစစ်လို့ okay ပြီဆိုတဲ့အခါမှာ authority submission တွေလုပ်ကြတယ်
အဲ့ဒါတွေအကုန်လုံး authority က approve ဆိုတဲ့အခါမျိုးကြလို့ရှိရင်ကျမတို့ရဲ့ construction ဘက်ကိုဆက်ပြီးတော့သွားကြတာမျိုးဖြစ်တယ်ပေါ့နော်တကယ်တမ်းကတော့ဒီ CDC ဆိုတာက entire project မှာအမြဲတမ်း reference တွေများလုပ်နေရတဲ့ဟာပဲဘာဖြစ်လို့လဲဆိုတော့ဥပမာအဖြစ်ကျမအနေနဲ့ road တစ်ခုလည်းကိုပြောမယ်ဆိုလို့ရှိရင်နောက်ဆုံး file နဲ့ထွက်လာမဲ့လမ်းပုံစံကရှိတယ်ဒါမျိုးဒီလမ်းပုံစံမဖြစ်ခင်မှာလိုအပ်တယ်လို့မျိုး construction ဆောက်လုပ်ရေးတွေလုပ်ဖို့အတွက်ကိုလမ်းတွေကိုဟိုဘက်ရွှေ့ဒီဘက်ရွှေ့နဲ့ diversion တွေလုပ်ရတာတွေဒီစင်ကာပူမှာနေပြီးတော့လမ်းတွေမှာသွားနေဆိုလို့ရှိရင်သိမယ်မြင်မယ်ပေါ့နော်လမ်းကပြောင်းသွားပြန်ပြီဟိုဘက်ပြောင်းသွားပြန်ပြီဒီဘက်ပြောင်းသွားပြန်ပြီစသဖြင့်ပေါ့အဲ့တော့ဒီလိုမျိုးunderground work ကြောင့်လည်းဖြစ်ရင်ဖြစ်မယ်ဘယ်လိုပဲဖြစ်ဖြစ်လိုအပ်တယ်လို့မျိုးဒီ diversion work တွေကလည်းလုပ်နေရတာဖြစ်တယ်အဲ့ဒါကြောင့်မို့လို့ diversion ဆိုတာလည်းတစ်ခုလည်းမဟုတ်ဘူး stage 1 2 3စသဖြင့်လိုအပ်တဲ့လိုမျိုးရွှေ့ပြောင်းပြီးတော့လုပ်နေရတာဖြစ်တဲ့အတွက်ကြောင့်မလို့တောက်လျှောက်က design တွေကဆက်ပြီးတော့လုပ်နေရတယ်အဲ့ဒါကြောင့်မို့လို့လည်းဒီ CDC ကိုအမြဲတမ်းသွားပြီးတော့ reference ကလုပ်နေရတယ်အဲ့ဒါကြောင့်မို့လို့ဒီ CDC ဒီ project တောက်လျှောက်တစ်ခုလုံးမပြီးမချင်းကအမြဲတမ်း reference လုပ်နေရတဲ့ဟို reference လုပ်ရတဲ့စာအုပ်တုပ်ဖြစ်တယ်ပေါ့နော်ဥပမာအဖြစ် road design လုပ်တော့မယ်ဆိုလို့ရှိရင် CDC မှာreference သွားပြီးတော့လုပ်ရတာကဘယ်လောက်လမ်းရဲ့အကျယ်ကဘယ်လောက်ရှိရမယ်ပြီးတဲ့အခါမှာ drainage အတွက် consider လုပ်တာတွေရှိမယ်ပြီးတဲ့အခါကျတော့လမ်းပေါ်မှာရေမအိုင်အောင်ရေမတင်အောင်လမ်းကို cross for provide လုပ်ရတယ်အဲ့ဒီဟာအတွက်ဘယ်လိုမျိုးသုံးချရမလဲဘယ်လောက် cross for လို့လဲဆိုတာမျိုးတွေအကုန်လုံးကိုလည်း CDC ထဲမှာကြည့်လို့ရတယ်ပြီးတော့ဘယ်လိုနေရာမျိုးတွေမှာ accessibility အတွက်ဘာတွေ provide လုပ်ရမယ်ဆိုတာမျိုးတွေအကုန်လုံးလည်းဖော်ပြထားတယ်ပေါ့နော်အဲ့လိုပဲ longitudinal gradient တွေအသုံးပြုရမယ့် material တွေcut design အကုန်လုံးကိုဒီ CAC နဲ့တခြားလိုအပ်တဲ့ code of practice တွေမှာဖော်ပြထားတယ်အဲ့ဒီအတိုင်းကိုပဲကျမတို့တွေက base လုပ်ပြီးတော့ design တွေအကုန်လုံး road design တွေအကုန်လုံးကိုလုပ်ကျမတို့ပုံစံထုတ်ကြတယ်ပေါ့နော်ပုံစံထုတ်ပြီးတော့မှအစင်စင် submission တွေလုပ်ပြီးတော့မှ approve ဖြစ်သွားပြီဆိုတော့မှဒီ construction တွေကိုကျမတို့ကလုပ်ရတာဖြစ်တယ်ဥပမာအဖြစ်ဆိုလို့ရှိရင်ဘာဖြစ်လို့သူတို့ကဒီ CDC နဲ့CDC လိုမျိုး code of practice တွေလိုမျိုးနဲ့ standard ဘာလို့ထားရလဲဆိုတော့သူတို့မှာကဒီ CDC တွေ code of practice တွေဆိုတာဒီတိုင်းပဲဟိုထွက်လာတာမဟုတ်ဘူးပေါ့နော်သူတို့မှာ study တွေရှိတယ်ဒီလိုနေရာမှာဆိုလို့ရှိရင်လူအသုံးပြုတာဘယ်လောက်ရှိလဲ peak hour လိုမျိုးအလုပ်ဆင်းချိန်အလုပ်တက်ချိန်အချိန်တွေမျိုးမှာအသုံးပြုရတဲ့သူတွေဘယ်လောက်ရှိလဲစတာတွေအကုန်လုံးသူတို့ကစတာတွေအကုန်လုံးသူတို့က study လုပ်ထားပြီးတော့မှဒီ revision တွေဆိုတာ improve လုပ်လာတာပေါ့နော်အဲ့ဒါကြောင့်မို့လို့လဲကျမတို့က latest revision ကို reference သွားပြန်လုပ်ရတယ်ဥပမာဒီလူသွားလမ်းကိုပဲဒီဇိုင်းလုပ်မယ်ဆိုပါတော့เนาะလူသွားလမ်းအတွက်ဒီဇိုင်းလုပ်မယ်ဆိုရင်ကိုပဲအသုံးပြုတဲ့လူကဘယ်လိုမျိုးရှိလဲဘယ်နှစ်ယောက်လောက်ရှိလဲစသဖြင့်သိရတယ်လို့မျိုးဟိုဘက်ဒီဘက်နှစ်ယောက်ဖြတ်ကူးမယ်ဒီလိုမျိုးမျက်နှာချင်းဆိုင်ဖြတ်ကူးမယ်ဆိုလို့ရှိရင်ဘယ်လောက်အကျယ်လိုတာလဲပြီးကြတော့ဒီမှာကတော့ဒီ computer facility ကိုအရင်ဦးစားပေးတယ်ပေါ့နော် wheelchair access ရှိလားတွန်းလှဲတွန်းလို့ရလားအဲ့လိုမျိုးတွေအကုန်လုံးဟိုစက်ဘိန်းစီးတဲ့သူအတွက်အစသဖြင့်အကုန်လုံး consider လုပ်တဲ့အတွက်ကြောင့်မို့လို့အနည်းဆုံးပေးရမယ်လူသွားလမ်းအကျယ်ဘယ်လောက်ဆိုတာမျိုးတို့ကပြောထားတယ်အဲ့တော့လူသွားလမ်းအကျယ်ဘယ်လောက်ကိုပြောထားတဲ့အတိုင်းကျမတို့ကဒီဇိုင်းလုပ်ပြီးတော့စောက်တဲ့အခါမှာလည်းအဲ့အတိုင်းစောက်ရတယ်ပြီးရင် clearance zone ပေးရတယ်ပြီးလို့ရှိရင်လမ်းမီးတွေပြီးတော့ဒီမျက်မမြင်တွေသုံးဖို့အတွက်ဆိုပြီးတော့တက်တိုင်းထားတာတွေစသဖြင့်အကုန်လုံးကိုလိုအပ်တဲ့ requirement တွေအကုန်လုံးကိုလမ်းပေါ်မှာရောက်လာအောင်လို့ကျမတို့ဒီဇိုင်းလုပ်ပြီးတော့စောက်ပေးရတယ်ပေါ့နော်အဲ့တော့ကျမတို့ဒီဇိုင်နာတွေအနေနဲ့ကလိုအပ်တာတွေအကုန်လုံးကိုပုံမှာထည့်ပေးလိုက်
approval ယူ approve ဖြစ်ပြီးစောက်လုပ်ပြီးပြီဆိုလို့ရှိရင်ကျမတို့သွားစစ်ကိုယ်ဒီ design လုပ်ထားတဲ့အတိုင်း contractor ကတကယ်စောက်ထားသလားစသဖြင့်ပြန်ကြည့်ပေးရတယ်နောက်ထပ် case study တစ်ခုအနေနဲ့ဆိုလို့ရှိရင်တကယ်လို့ cross for provide လုပ်ပါတယ်လို့ခုနကပြောတယ်ပေါ့နော်ဘယ်နေရာမှာဖြစ်ဖြစ်ဂုံးလျှောကျမတို့ကထည့်ပေးရတယ်မဟုတ်ဘဲနဲ့ land ကိုလည်းဒီတိုင်းပဲ flat အနေနဲ့သွားလိုက်မယ်ဆိုလို့ရှိရင်ရေကတနေရာမှာသွားအိုင်နေရင်ရေအိုင်နဲ့ issue တွေဖြစ်လာမယ်ရေအိုင်ပြီဆိုတဲ့ကလမ်းသွားလမ်းလာတွေချော်လဲမှာလားအဲ့ဒါတွေစားတဲ့safety အတွက်စဉ်းစားကြရတွေဖြစ်လာမယ် cross for ကသူသတ်မှတ်ထားတယ် 1:2 ဘယ်လောက်ထားရမယ်ဆိုတော့အဲ့ဒီထက်ပိုသွားရင်လည်း wheelchair သမားတွေအတွက်အခက်အခဲဖြစ်မလားစသဖြင့်အကုန်လုံးကို consider လုပ်ပြီးတော့မှ design တစ်ခုဆိုတာလုပ်ရတယ်ပေါ့နော်အဲဒါကြောင့်ရေဝတ်တယ်ဆိုလို့ရှိရင်ချော်လဲတဲ့ပြဿနာတွေဖြစ်နိုင်တယ်ခြင်တွေပေါက်ပွားတာတွေဖြစ်လာမယ်ပြီးတော့ရေအိုင်နေတဲ့အတွက်ကြောင့်မို့လို့အပြက်စီးမြက်တယ်အဲ့လိုမျိုးတွေကြောင့်မှုလို့ CDC ဆိုပြီးတော့ CDC ထဲမှာဘာတွေလုပ်ရမယ်ဘာတွေလိုအပ်တယ်ဆိုတာမျိုးကိုပြောထားတာဖြစ်တယ်ပေါ့နော်ဒီဇိုင်နာတွေကအဲ့ဒီရဲ့ဟာကို follow လုပ်ပြီးတော့အပြင် construct လုပ်ပြီးတဲ့အခါမှာလည်းသုံးစွဲသူတွေနောက်ဆုံးကတော့ end user ပေါ့နော် end user တွေအဆင်ပြေဖို့အတွက်သူတို့ကောင်းကောင်းမွန်မွန်အသုံးပြုနိုင်ဖို့အတွက်ကို design ထုတ် construction လုပ်ဆောက်လုပ်ပေးရတာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်အဲ့တော့ကျမတို့ဒီဇိုင်နာတွေဒီဇိုင်းလုပ်တော့မယ်ဆိုတဲ့အခါမှာ common mistake လေးတွေရှိတယ်ပေါ့နော်ခုနကပြောသွားတယ်လို့ပဲကျမတို့တွေက outdated CDC တွေcode of practice တွေကိုတွားပြီးတော့ reference လုပ်တာမျိုးအဲ့လိုမျိုးလုပ်တယ်ဆိုလို့ရှိရင်လက်ရှိနဲ့မကိုက်ညီတဲ့ design တွေတွားပြီးတော့ထုတ်တာမျိုးဖြစ်နိုင်တယ်ပေါ့နော်အဲ့လိုပဲကို့မှာအရင် experience ရှိလို့မဟုတ်ရင်လည်း reference လုပ်စီရ project အဟောင်းရှိလို့အဲ့ဒီဟာပဲဒီတိုင်းပဲအသုံးချလိုက်တာမျိုးဆိုလို့ရှိရင်လည်းပဲဒါကလက်ရှိလိုအပ်ချက်တွေနဲ့ကွဲပြားတာမျိုးဖြစ်နိုင်တယ်ပြီးတဲ့အခါမှာrevision ဘယ်လောက်ရောက်နေပြီလဲဆိုတာကိုကသတိမထားမိပဲနဲ့ revision အဟောင်းကြီးပေါ့နော်CDC လို့ပဲ outdated CDC လို့ပဲပြောလို့ရတာပေါ့အဲ revision အဟောင်းတွေကိုတွားပြီးတော့ reference လုပ်မနေတာမျိုးဆိုလို့ရှိရင်လည်း design တွေကွဲပြားသွားနိုင်တယ်ပြီးတော့ကျမတို့ကပေးလာတဲ့ပုံကိုပဲကြည့်ပြီးတော့ဘာလိုအပ်တယ်ပိုကောင်းအောင်ဘာတွေထပ်လုပ်ရမယ်ဆိုတာကိုမဆန်းစစ်ဘဲနဲ့ပေးလာတဲ့အတိုင်း design လုပ်လိုက်မယ်ဆိုလို့ရှိရင်လည်းပဲဒါကsubmission ဘာညာလုပ်တဲ့အခါမှာအခက်အခဲတွေကြန့်ကြာတာတွေဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့လိုပဲအသုံးပြုရမယ့် specification တွေကိုတည်တည်ချာချာမလေ့လာပဲနဲ့အဟောင်းပဲဖြစ်ဖြစ်ကိုစိတ်ထင်တယ်လို့မျိုးဒီဇိုင်းလုပ်လိုက်တာမျိုးဖြစ်ဖြစ်အဲ့လိုမျိုးလုပ်မယ်ဆိုလို့ရှိရင်လည်းပဲ double work တွေဖြစ်နိုင်ပြီးတော့အလုံးမှာ delay ဖြစ်နိုင်တယ်အဲ့တော့ကျမတို့ကအမြဲတမ်းCDC version တွေ CDC version ဆိုတာ code of practice ပဲဖြစ် requirement တွေပေါ့နော်အကုန်လုံးက latest ဖြစ်ရလားဆိုတာကိုကျမတို့ကရှာပြီးတော့အသုံးပြုရမယ်အဲ့လိုပဲသူနဲ့ related ဖြစ်နေတဲ့ IDC တွေပြီးတဲ့အခါကျတော့ code of practice တွေအကုန်လုံးကိုလည်းတွဲပြီးတော့အသုံးပြုဖို့တတိထားရမှာဖြစ်တယ် standard drawing တွေဆိုလို့ရှိရင်လည်းအမြဲတမ်း reference လုပ်နေရတယ် updated standard drawing ပေါ့နော်ပြီးတဲ့အခါမှာ project specific requirement တွေကိုလည်းပြန်ပြီးတော့ reference လုပ်နေရတယ်မဟုတ်လို့ရှိရင်သူတို့ကဒီ project reference မှာပြောထားပေမဲ့ပြောထားတဲ့ဟာကိုကတတိလက်လွတ်နဲ့ပေါ့နော်မသုံးမိပဲနဲ့ဘာလို့လဲဆိုတော့တခါတလေမှာလိုအပ်ချက်အရာအထူးအနေနဲ့ပေါ့နော်သူတို့ approve ပေးထားတဲ့ design တွေရှိနိုင်တယ်အဲ့ဟာကိုကမသိပဲနဲ့standard အတိုင်းပဲဆိုပြီးတော့လုပ်လိုက်တဲ့အခါမျိုးမှာလည်းပဲကိုကဒီ
specific requirement တွေကိုပြန်မစစ်ဘဲနဲ့လုပ်လိုက်လို့ရှိရင်အဲ့ခါမှာလည်းအလုပ်ကမမှန်ဘူးပေါ့နော်မမှန်တဲ့အခါမှာ double work တွေဖြစ်ပြီးတော့အလုပ်ကိုနှောင့်နှေးကြန့်ကြာတာတွေဖြစ်သွားရစေတယ်အဲ့တော့ကျမတို့ design တွေ review လုပ်မယ်ဆိုလို့ရှိရင်အဲ့ဒီ CDC မှာဘယ်လို chapter တွေကိုအများဆုံး reference လုပ်ရတယ်ဆိုတာလေးကိုပြောပြတာပေါ့နော်များသောအားဖြင့်က chapter 10ကတော့ကျမတို့မဖြစ်မနေသုံးရတယ်ဘာလို့လဲဆိုတော့ကျမတို့ road design လုပ်တာကို road design လုပ်ပြီးတဲ့အခါမှာနောက်ထပ် civil engineer ပဲဖြစ်ဖြစ်ဒီ structure engineer ပဲဖြစ်ဖြစ်သူတို့က design လုပ်တွေ consider လုပ်ပြီးတော့ဒီ structure ဘိုင်းကိုသူတို့လုပ်ကြရတယ်ပြီးတဲ့အခါမှာ drainage station ပြီးလို့ရှိရင် tunnel service အဲ့ဒါတွေကလည်းပဲ road နဲ့ဆိုင်တယ်အဲ့ဒီဟာတွေလည်းအများကြီး consider လုပ်ကြတယ်ပြီးတဲ့အခါမှာ external work က chapter 12ပေါ့နော်ဒါတွေကိုအမြဲတမ်းbalance လုပ်ပြီးတော့ပေါ့နော်ကိုဘယ်ဟာလိုလဲဆိုတာကိုသိပြီးတော့သွား check လုပ်ပြီးတော့ကိုယ့်ရဲ့ design မှာ implement လုပ်ရတာမျိုးပေါ့ chapter 1ကတော့ဒီ general design objective durability အဲ့ဒါတွေကအမြဲတမ်းတော့ဖတ်ပြီးတော့ reference လုပ်နေရတဲ့ chapter တွေဖြစ်တယ်ပေါ့နော်ဒါလေးကတော့အကြံပြုချက်လေးပေါ့နော်ကျမတို့တွေCDC တွေ standard တွေအကုန်လုံးကိုမှတ်ထားစရာမှတ်မိနေစရာတော့မလိုဘူးဒါပေမဲ့လို့အနည်းဆုံးဘယ်မှာရှာလို့ရမလဲဆိုတာလောက်ကိုတော့ကျမတို့ကသိထားရမယ်ပေါ့နော်တခါတလေ Google ကတော့ Google မှာတော့ဒီတိုင်းပဲရှာလိုက်လို့ရတယ်ဒါပေမဲ့outdated ဖြစ်နေတဲ့ information တွေလည်းဖြစ်သွားနိုင်တယ်ဆိုတော့အမြဲတမ်းdouble check ပြီးလုပ်နေရမယ်ပေါ့နော်မသိလို့ရှိရင်တော့သိတဲ့ senior တွေကိုမေးရမယ်ပေါ့နော်အဲ့တော့ကျမဆိုလို့ရှိရင်အမြဲတမ်းအာတော်တော်ရှာရခဏရှာရတော့book မှတ်ထဲထည့်ထားလိုက်တာမျိုးပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းကိုလိုချင်တဲ့အခါမှာလွယ်လွယ်ကူကူသွားပြီးတော့ရှာပြီးတော့ဖတ်လို့ရမယ်revision update ကိုအမြဲတမ်းစစ်ကမယ်ပြီးတဲ့အခါမှာဒါဘာကြောင့်လိုအပ်တာလဲဆိုတာရဲ့အနောက်က reason ကိုပါကိုကသိနိုင်အောင်လို့နားလည်အောင်လို့ကြိုးစားရမယ်ပေါ့နော်အဲ့တော့အဲ့ဒီဟာတွေကတော့အကြံပြုချက်ကလေးပါဒီမှာလည်းပြောထားရမယ်နော် a good engineer doesn't remember everything a good engineer knows where to find the correct information ဆိုတော့ဒီ sharing session လေးအတွက် key message ကလေးက CDC က LTA Civil Design Foundation ဖြစ်တယ်သူက safety နဲ့ consistency ဖြစ်ဖို့အတွက်ကိုအဓိကထားပြီးတော့ဒီဟာကိုထုတ်ထားတာအဲ့ဒါကြောင့်မို့လို့ကျမတို့ရအမြဲတမ်းတော်တော် check လုပ်ပြီးတော့ကိုယ့်ရဲ့ design မှာ implement လုပ်ရတယ်ပြီးရအခါကျတော့ CDC ကိုတခြားလိုအပ်တဲ့ requirement တွေ code of practice တွေအကုန်လုံးနဲ့အတူတူတွဲပြီးတော့သုံးပြီးတော့မှကိုယ့်ရဲ့ design ကိုထုတ်ရတယ်ပြီးတော့ဘာဖြစ်လို့ဒါကိုလိုတာလဲဆိုတာကိုလည်းကိုကနားလည်ပြီးတော့မှအာကိုယ့်ရဲ့ design မှာအသုံးချနိုင်ရမယ်ပေါ့နော်အကုန်လုံးကိုအလွတ်ကျက်ပြီးမှတ်မိနေဖို့တော့မလိုဘူးဒါပေမဲ့လို့ဘာကြောင့်ဒီဟာကိုအသုံးပြုဖို့လိုတာလဲဆိုလိုချင်တာကဘာဖြစ်လို့ဒီ design ကဒီ design ရဲ့လိုအပ်ချက်ကဘာဖြစ်လို့ဒီလိုဖြစ်တာလဲစသဖြင့်ကျမတို့ကနားလည်ရမယ်ပေါ့နော်အဲဒီတော့မှကျမတို့ကမှန်ကန်တဲ့ design တစ်ခုကိုထုတ်နိုင်မှာဖြစ်တယ်မှန်ကန်တဲ့ design ကိုထုတ်နိုင်မှလည်း approval ရဲ့ process ကချောချောမွေ့မွေ့ဖြစ်မယ်မဟုတ်လို့ရှိရင်အမှားများရင်ခဏပြင်နေရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ approval process ကလည်းကြာတော့မယ်ပေါ့နော်အဲ့ခါကျတော့ရှင်အချိန်ကုန်တာနဲ့အမျှ time is money တွေနော်ဆိုတော့ကြတော့အာ feedback တွေလာမှာပေါ့နော်အဲ့လိုမျိုးဆိုတော့ဒီ session လေးကတော့ဒီလောက်ပါပဲဒီထဲမှာ civil design criteria အကြောင်းကိုအကျဉ်းချုံပြီးတော့ပြပြထားပါတယ်အသုံးတက်မယ်လို့ညွှန်လင့်ပါတယ်အဲ့ဒါမတိုင်ခင်ကျမကဒီ civil design criteria နဲ့ပတ်သက်ပြီးတော့ရှာရမယ်ပေါ့နော် LDA CDC ဆိုရင်ဒီမှာ
ပြောသွားတဲ့ဟာဆိုရင်ဒါ2010ဆိုတော့ဒါ updated မဟုတ်ဘူးဒီဟာ latest ပေါ့နော် December 2025ကဟာက latest ဆိုတော့ကျမတို့တွေအများနဲ့ reference လုပ်ရတာဒီ chapter 10 row ဆိုတော့ဒီ chapter 10ထဲမှာပေါ်ပြထားတာကျမတို့ class of row တွေကိုတည်ရမယ်ဒီရဲ့အခါကျတော့ general requirement အနေနဲ့ horizontal alignment vertical alignment design တွေကိုကျမတို့ကလုပ်ရတာ哦အဲ့တော့ဒီဟာတွေအကုန်လုံးကိုသွားပြီးတော့ reference လုပ်ရတယ်အဓိကဒီကောင်ပေါ့နော် design speed ပေါ်မှာမူတည်ပြီးတော့ကျမတို့ provide လုပ်ရမယ်ဒီ horizontal cut ရဲ့ radius တွေပေါ့နော်ဒါတွေအကုန်လုံးက permanent rope ပဲဖြစ်ဖြစ် temporary rope ပဲဖြစ်ဖြစ်အများနဲ့လာပြီးတော့ reference လုပ်ပြီးတော့သုံးနေရတာပေါ့နော်ပြီးရင် side distance တွေဘယ်လိုမျိုးယူဆပြီးတော့အသုံးပြုရမလဲစသဖြင့်ဟာတွေအကုန်လုံးကိုဒီကနေပြီးတော့ဖတ်ပြီးတော့လေ့လာပြီးတော့ကျမတို့ရဲ့ design တွေမှာအသုံးချရတာဖြစ်တယ်ပေါ့နော်အဲ့ဒါတွေကတော့ဒီမှာနောက်ဗီဒီယိုလေးတွေကြားလို့ရှိရင်ဘယ်လို design ပိုင်းနဲ့ပတ်သက်ပြီးတော့လည်း sharing ဆက်ပြီးတော့လုပ်သွားပါမယ်နော်အဲ့ဆိုလို့ရှိရင်ဒီ session လေးကတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်နောက်မှနောက် session လေးမှာထပ်ပြီးတော့တွေ့ပါမယ်နော်